Okay ဒီနေ့ကျွန်တော် share ခြင်းတဲ့ indicator လေးကတော့ Myanmar Scalper Burmese indicator လေးပါဒီ indicator လေးကဒီ community script တွေအားလုံးကိုမြန်မာပြန်ပြီးတော့ပြန်ထုတ်ထားတဲ့ indicator လေးပေါ့နော်ကျွန်တော်သူများရဲ့ဟာတွေ credit ပေးခြင်းပဲဘယ်သူကပေးဟာမှမသိတော့လို့အတွက်ကျွန်တော်တင်တော့ဒီ mindset indicator UT bot တွေပါတယ်တော့ပါတာတော့ကျွန်တော်မှတ်မိတယ်ကျန်တာတော့အဲ့လိုပဲ online မှာတွေ့တဲ့ဟာအကုန်ထည့်ထားတာအဓိကကတော့ကျွန်တော်ကတော့ဒါလေးကို scalper လုပ်ချင်လို့ပါ scalper ကတော့များတော့အဖြစ်တော့ high speed scalper တော့မဟုတ်ပေါ့နော်ကျွန်တော်က medium time frame တော့ပေါ့နော် lower time frame လို့လည်းပြောလို့ရတယ်ပေါ့နော်1 hour နဲ့4 hour ကြာမှာပဲကျွန်တော်က scalper လုပ်တတ်တာပါအဲ့တော့ကျွန်တော်ကဒီ indicator လေးကိုကြည့်ပြီးတော့တစ်ခါတလေကြာရင်လည်း trade ပါတယ်ဒါပေမဲ့ indicator မပေါ်ခင်မှာ trade တာများပါတယ်ကျွန်တော်ကတော့များသောအားဖြင့်တော့ဒီဘယ်လိုပြောရမလဲဒီအခု support resistance ကိုကြည့်ပြီးမှ trade တာများပါတယ်ဒါပေမဲ့လည်း scalper လုပ်တစ်ခါလေလုပ်ချင်တယ်ဆိုရင်လုပ်လို့ရအောင်လို့ဒီ indicator လေးကိုရေးတာဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းတွေကoption တွေအကြောင်းလည်းနားမလည်ကြဘူးဆိုတော့ကျွန်တော်အဲ့မှာမြန်မာလိုပဲ option တွေကိုဘယ်လိုရောင်းမှလဲဘယ် level မှာရောင်းမှလဲသူတို့မသိလို့ကျွန်တော်ဒီ indicator လေးကိုဘာသာပြန်ပြီးတော့ indicator ကိုဘယ်လောက် level မှာရောင်း option ကဥမာဒီမှာဆိုရင် option BTC မှာဆိုရင်1000ကျော်မှာရောင်းမယ်1000ဘလောက်မှာဝယ်မယ်ကျွန်တော်အဲ့ဒါမျိုးတွေဒါကတော့တကယ်တမ်းတော့ indicator အလုပ်လုပ်ပုံက pivot level low high နဲ့တွားတဲ့သဘောပေါ့နော်ကျွန်တော်အဲ့ဒီအလုပ်လုပ်ပုံ calculation အတိအကျတော့မသိဘူးသူက BTC ဆိုရင် BTC အတွက် fine tune လုပ်ရမယ်ပေါ့နော်အခု BTC ကိုသူက1800လောက်မှာ18000လောက်မှာရောင်းခိုင်းနေပေါ့နော်18000လား800လောက်တခြားမမြင်အောင်ကျွန်တော်သိဒါပေမဲ့တကယ်တမ်းကျတော့ BTC ကအဲ့ဒီပူပြီးကြာသွားတယ်အဲ့ဒါဆိုရင်သူကအဲ့ဒီမှာသတိထားတဲ့အကြောင်းသူပြောတယ် hash လုပ်ချင်တဲ့အကြောင်းသူပြောတယ်1 hour time frame မှာဆိုရင်ဝယ်သိနေတဲ့အခြေအနေမှာရှိတယ်ပေါ့နော် BTC ကတော့သူကအဲ့ဒါမျိုးလေးပါပြတယ်ဒါပြီးတော့ weekly time frame မှာသတိထား hash တင်တယ်ပေါ့နော်သူကဘာလို့လဲဆို bearish trend ကိုရောက်နေတဲ့အတွက်200 EMA အဲ့ဒီအဝါရောင် line အောက်မှာလည်းရောက်နေတဲ့အတွက်ဒါ bearish ဆုံးမှာပေါ့နော်ဒါပေမဲ့ chance of coming back ကဒါများပါတယ်အပေါ်တစ်မဲ့ at trend က chance ကပိုများရပေါ့နော်ကြမဲ့ trend ထက်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့ဒီမှာတော့ဝယ်သင့်လို့ပြထားပါတယ်ဒီမှာဝယ်မယ်ဆိုရင်တော့သူ့ရဲ့ရာခိုင်နှုန်းက80ပဲရှိပြီးတော့ဒီကျွန်တော်တို့ကရောင်းမယ်ဆိုရင်တော့89ရာခိုင်နှုန်း80ရာခိုင်နှုန်းပိုရှိတယ်ပေါ့နော်ကျွန်တော်တို့တောက်လျှောက် history ရပါတော့ကျွန်တော်တို့တဘောကဘာလဲဆိုတော့ BTC ကိုရောင်းခဲ့တဲ့အချိန်မှာ80ရာခိုင်နှုန်းမှန်ပြီးတော့ဝယ်ခဲ့တဲ့အချိန်မှာ80ရာခိုင်နှုန်းမှန်တယ်ဖြစ်ပါတယ်ပေါ့နော်အဲဒီတော့ 100% တော့မမှန်ဘူးပေါ့နော်တစ်ခါလေးလည်းရှုံးမယ်ပေါ့ဒါပေမဲ့ overall range rate ကဒီ indicator လေးကိုသုံးပြီးတော့ကျွန်တော်တို့ trade မယ်ဆိုရင်80ရာခိုင်နှုန်းလောက်တော့ရှိမယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလည်း guarantee လို့သတ်မှတ်လို့မရဘူးပေါ့နော်ဒီကသူက indicator ပြတဲ့အချိန်မှာ entry ဝင်သလားမဝင်ဘူးလားဆိုတော့ဘယ်ချိန်မှာဝင်တာလဲဆိုတော့လည်းမူတည်သေးပေါ့နော်ဘယ်ချိန်မှာပြန်ထွက်တာလဲဆိုတော့လည်းမူတည်သေးပေါ့နော်ဒါကတော့ indicator ဒီမှာဝယ်တင်ဆန်းဝယ်ရောင်းတင်ဆန်းရောင်းတင်ဆိုတဲ့ဟာတွေပေါ့ကျွန်တော်ကလောက်ထားတယ်ပေါ့နော်ဒါပေမဲ့ဒီ indicator ကနှစ်ခုကွဲသွားတယ်ဗျတစ်ခုက option အတွက်တစ်ခုကကျတော့ scalper အတွက်အခုကျွန်တော်ကဒီ publish လုပ်ထားတဲ့ကောင်ကြတော့ UT bot ကို base လုပ်ပြီးလုပ်ထားတဲ့ကောင်ကြတော့ option မပါသေးဘူးပေါ့နော်ဒါကတော့နောက်မှတင်မယ်ပေါ့နော်